အာဟာတကဘာလုံးကလောင်ပြောင်ရှုပ်ချကြတဲ့စင့်ခေါ်တတော်ဝါလေးတစ်ကောင်ပါဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်စင့်ခေါ်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အရန်ကိုဝမ်းတာလုံးဆိုသွားပြီးသူ့ကိုဖက်တွေကယူယူမှုမှုနှမ်းဆိုင်မိပါတော့တယ်ဒါကိုမြင်တော့အတန်းဖော်တွေကကျွန်တော်ကိုကဘာအကြီးမားဆုံးလူမိုက်ကြီးဆိုပြီးဝိုင်းဝန်းလောင်ပြောင်ကြပါတော့တယ်တစ်ချိန်ကကျွန်တော်အပေါ်မျောလင်းချက်ကြီးကြီးမားမားထားခဲ့တဲ့ဆရာမစ္စတာဝက်စ်ကတောင်သူတင်ပေးထားသမျှတဲ့ရည်ကြဖြစ်ရပြီဆိုပြီးဒေါသတကြီးနဲ့ချိန်ဆပါတော့ကျွန်တော်ကတော့တိတ်တဆိတ်ပြုံးလိုက်ပြီးလှည့်ထွက်လာကကိုပိုင်ဆိုင်သမျှပစ္စည်းမှန်သမျှကိုရောင်းချလိုက်ပြီးကျွန်တော်ရဲ့ခွေးပေါက်လေးကိုကျွေးဖို့မိစ္ဆာအသားအပေါင်1000နဲ့လဲလှယ်လိုက်ပါတော့တယ်ဒါမှသာသူ့ရဲ့ကိုရင်းအနက်ဆိုင်ဆုံးမှာကဲရောက်နေတဲ့လှုပ်ဝက်စွမ်းရည်ကိုနိုးထလာစေမှဖြစ်လို့ပါပဲသူ့ရဲ့ခေါင်းလေးကိုကျွန်တော်ပုတ်တက်ပေးလိုက်တဲ့အခါကျွန်တော်စိတ်ထဲမှာစာချုပ်ချုပ်ဆိုခြင်းအတိပေးတန်တစ်ခုထွက်ပေါ်လာပါတယ်တစ္ဆာစောင့်တည်ခြင်းဘယ်တော့မှတစ္ဆာမဖောက်ခြင်းဝိညာဉ်နအောင်ကျိုးစတင်ခြင်းဆိုတဲ့စာသားတွေပေါ်လာတော့ကျွန်တော်ကပြက်ပြက်တသားပဲသဘောတူတီကိုရွေးချယ်လိုက်ပါတယ်ကျွန်တော်ရဲ့ဝိညာဉ်ဟာဆွဲဆုပ်ဖြဲခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးအော်ဟစ်ကမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်ဘေးနားကအတန်းဖော်တွေကတော့ကျွန်တော်အရှိုက်တဲ့ထိုးနှက်ခံလိုက်ရလို့မခံစားနိုင်ဘူးထင်ပြီးဝိုင်းဝန်းလောင်ပြောင်ကြပါတော့တယ်ကျောင်းရဲ့အလှပိုင်ရှင်ကျွန်တော်ချစ်သူကောင်မလေးဝီလိုကလည်းတောင်းပန်ခြင်းနဲ့အရေးရောင်လေးနဲ့ရှောက်လာပြီးတိုးတိုးလေးပြောလာပါတယ်ကောလိပ်စမ်းသက်ပွဲဆိုတာတို့တွေလိုတာမန်မိသားစုတွေအတွက်အထက်တန်းလွှာကိုတက်လန်းနိုင်မဲ့တခုလေးတော့အခွင့်အရေးပဲလှန်ကင်သူရဲကောင်းလီယန်ကငါနဲ့အဖွဲဖွဲကိုခုလေးတင်သဘောတူလိုက်ပြီးမို့ငါနဲ့အဖွဲထဲမပါတော့ဘူးကျွန်တော်ကပေါ့ပေါ့ပပပဲထားလိုက်ပြီးကိစ္စမရှိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်ဒီလိုပေါ့ပေါ့ပပနဲ့ရိုးရှင်းတဲ့အဖြေကိုကြားလိုက်ရတော့သူကြိုတင်ပြင်ဆင်ထားတဲ့ရှင်းပြမဲ့စကလုံးတွေဟာလဲချောင်းထဲမှာတဆုတ်သွားပါတော့တယ်သူကိုယ်သူအရေးမပါတော့ဘူးဆိုတဲ့ခံစားချက်ကသူမရဲ့နှလုံးသားထဲမှာပေါ်လာပြီးအေးဆက်ဆက်နှာခေါင်းရှုံကတစ်ဆက်ကလေးမှတနာငဲ့ညာခြင်းမရှိပဲလှည့်ထွက်သွားပါတော့တယ်သူမဘေးကမိန်းကလေးတွေကလည်းကျွန်ုပ်ကိုယွန်ရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည့်သွားကြပါတယ်သူကတင်းငင်ချင်းအောင်ဆောင်းနေတာပါဝီလိုနင်းဘက်ကဘာမှမားတာမရှိဘူးနင်ကဘာလို့များတွန်းဆုပ်နေရတာလဲသူ့ရဲ့လက်ဝါးအရွယ်စားလောက်ရှိတဲ့အမွှေးကျွတ်နေတဲ့ခွေပေါ်ကလေးကပဲသူ့အတွက်တန်ပါတယ်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်အဲ့ဒီနှစ်ယောက်ကိုလုံးဝဂရုမစိုက်နိုင်ပါဘူးဘာလို့လဲဆိုတော့ဝိညာဉ်နောင်ကျိုးချိတ်ဆက်ခြင်းပြီးဆုံးသွားတာနဲ့ကျွန်တော်ခွေးပေါက်လေးဟာ Triple S အဆင့်ရှိတဲ့စွမ်းရည်တစ်ခုကိုနိုးထလာစေခဲ့လို့ပါပဲအဲ့ဒါကတော့လောဘကြီးတော့အငမ်းမရစားတောက်ခြင်းပါပဲသူမျိုးချလိုက်တဲ့အစားအစာတိုင်းကိုစစ်မှန်တဲ့စွမ်းရည်အဖြစ်ပြောင်းလဲပေးနိုင်ပြီးကန့်သက်ချက်မှန်သမျှကိုလစ်လူရှုကအစုံမဲ့ကြီးထွားလာနိုင်တယ်လို့အတားအဆီးမှန်သမျှကိုချိုးဖျက်ပြီးစင်ကဲပြောင်းလဲနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ပေးဆက်ခဲ့ရသမျှဒုက္ခတွေကအချီးနှီးမဖြစ်ခဲ့ပါဘူးဗရေရှားတနိုင်ငံလုံးမှာ Triple S အဆင့်စွမ်းရည်ကိုနိုးထနိုင်သူဆိုတာလက်ချိုးရည်တွက်လို့ရပါတယ်အဲ့ဒီလိုလူမျိုးနောက်တစ်ယောက်ပေါ်လာတိုင်းနိုင်ငံတော်ကအမြင့်ဆုံးအဆင့်အနေနဲ့အာရုံစိုက်ပြီးအချိန်ပြည့်ကာကွယ်စောင့်ရှောက်မှုတွေပေးရပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့စွမ်းအားကအလွန်တရာကြီးမားလွန်းလို့ပါပဲကျွန်တော်ခွေးပေါက်လေးကိုဆွဲယူပြီးရင်ခွင်ထဲထည့်လိုက်ကအခုကစပြီးမင်းနာမည်က Shadow ပဲမင်းကအတွက်ကြိုးကြိုးစားစားအလုပ်လုပ်ပေးရမယ်လို့ပြောလိုက်ပါတယ် Shadow ကသူ့ကိုယ်သူရှာနေလျက်ရင်အရန်ကိုဝမ်းသာပျော်ရွှင်နေတဲ့ပုံပေါက်နေပါတယ်ကျွန်တော်သူ့ကိုအသားတုံးပြစ်ကျွေးလိုက်တော့မျက်စိတမိတ်တွင်းမှာပဲအကုန်စင်ငန်းငန်းတက်စားတောက်လိုက်ပါတော့တယ်တာမန်အရေးသွေးရှိသောအသားကိုစားသုံးပြီးပါပြီးစင်ကဲပြောင်းလဲခြင်းအမတ်သူညတသက်မငါတိုးလာပါသည်ဆိုတဲ့အတိပေးတန်ထွက်ပေါ်လာတာနဲ့အမျှရှာတို့ရဲ့ခန္ဓာကိုယ်ကမျက်စိနဲ့တတိမထားမိလောက်အောင်အနှဲငယ်ကြီးထွားလာပြီးအခြေခံစွမ်းရည်အချက်လက်တွေကတမက်စီတက်လာပါတယ်ဒါကတာမန်အသားတုံးတွေကနေရတာပါသူတာဒီထက်ပိုပြီးစားသုံးနိုင်မယ်ဆိုရင်ဘလောက်တောင်ကြောက်စရာကောင်းလာမလဲအဲ့ဒီအကြောင်းတွေးမိတာနဲ့တင်ကျွန်တော်ရင်တွေတဒိန်ဒိန်ခုန်လာပါတော့တယ်ကျွန်တော်ကိုပိုပြီးအံ့ဩသွားစေတာကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ခွန်အားတွေပါတက်လာတာပါပဲဒါကြောင့်ဒီလိညာလက်စားထားသလိုကောင်းလုံးတဲ့စွမ်းရည်ကစင့်ခေါ်တတဝါရဲ့စွမ်းရည်တစိတ်တဲ့ပိုင်းကိုကျွန်တော်စီကိုပြန်လည်စီးဆင်းစေတာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းပဲငွေ6တန်းအကုန်ခံပြီးဗီဇပြောင်းတတဝါသားပေါင်1000ကိုဝယ်ယူလိုက်ကစိတ်ဆန်ကလေးတစ်ခုနဲ့တင် Shadow ကိုဆင့်ခေါ်လိုက်ပြီးသူ့ရှိမှရှိနေတဲ့သွေးရောင်လွှမ်းနေတဲ့အသားပုံကြီးကိုပြလိုက်ပါတယ် Shadow ရဲ့ကိုယ်ရင်းအနက်ဆိုင်ဆုံးနေရာကနေပြင်းထန်လာတဲ့စားလောင်မှုတိတ်မှုတွေထောင်းထောင်းထလာပြီးပါဆက်ကြီးကိုဟကာဝင်ရောက်ဆွဲဖျက်ပြီးသူ့မျိုးချလိုက်တဲ့အသားတုံးတိုင်းကိုယူသွတ်စွာစွမ်းရင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်တကိုက်ကိုက်လိုက်တိုင်းအစုံမဲ့စွမ်းရင်တွေကရှတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးသူ့ရဲ့အရွယ်စားကစက္ကန့်နဲ့အမျှတိတိတတ်တာကိုကြီးထွားလာပါတယ်။အချိန်ထဲမှာပဲကျွန်တော်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတိုင်းမှာခွန်အားတွေပြည့်ဖြိုးလာတာကိုခံစားလိုက်ရပါတယ်။နာယူဝက်ကြပြီးနောက်မှာတော့ Shadow ရဲ့အရက်ဟာ2မီတာကျော်အထိမြင့်တက်လာပြီးကျွန်တော်ရဲ့စွမ်းရည်အချက်လက်တိုင်းဟာလည်း10မက်စီတက်လာကဘလို့အတန်းထဲမှာမဆိုထင်ပေါ်ကျော်ကြားဖို့လုံလောက်နေပါပြီ။တရလွန်လွန်းလာတဲ့ Shadow ရဲ့ကြီးထွားနှုန်းကကျွန်တော်ကိုတခြားသူတွေနဲ့ကွအာဟာချက်ကိုအမြန်ဆုံးကျင်းမြောင်းသွားစေပါတယ်။အဲ့ဒီလိုတွေးမိပြီးကျွန်တော်ဆက်ပြီးတုံဆိုင်မနေတော့ပဲစနစ်ထဲကစင်ကဲပြောင်းလဲခြင်းခလုတ်ကိုနှိပ်လိုက်ပါတော့တယ်ကျွန်တော်အတီးပြုတ်လိုက်တဲ့အခိုက်အတန့်မှာပဲ Shadow ရဲ့ကိုရင်းအနက်ဆိုင်ဆုံးကကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းရည်အနှစ်သာရဟာတုံခါသွားပြီးအထူးအနက်ရောင်စင်ကဲပြောင်းလဲခြင်းစွမ်းအားလိုင်းတွေပောက်ကွဲထွက်လာကဆယ်တွေကွဲထွက်လာပြီးမျိုးရိုးဗီဇတွေပြန်လဲပေါင်းဆက်ကအသက်စွမ်းရည်ကပိုမြင့်မားတဲ့အဆင့်တစ်ခုကိုခုန်တက်သွားပါတော့တယ်ဂုံယူပါတယ်တင်းရဲ့စင့်ခေါ်တတဝါ Shadow ဟာဆွဲဖြတ်ချင်းစွမ်းရည်ကိုရရှိသွားပါပြီဂုံယူပါတယ်တင်းရဲ့စင့်ခေါ်တတဝါ Shadow ဟာစွမ်းရည်အသစ်တစ်ခုကိုနိုးထလာစေပါပြီတိုက်တံပုံစံသည်ခန္ဓာကိုယ်အရွယ်စားကိုသုံးဆကြီးထွားစေပြီးခွန်အားနှင့်ကာကွယ်နိုင်စွမ်းကိုရာခိုင်နှုန်း300တိုးစေကအမြန်နှုန်းကိုတော့ရာခိုင်နှုန်း90ရော့ကျစေပါသည်ဒီလိုစင်ကဲပြောင်းလဲပြီးတဲ့နောက်မှာတော့ Shadow ရဲ့စွမ်းရည်အချက်လက်တိုင်းဟာအမှတ်90ကိုကျော်လွန်သွားပါပြီဒါဟာအဆင့်တက်မာတင်ရှိသေးတာဖြစ်ပြီးထိပ်တန်းအဆင့်စင့်ခေါ်တတဝါတွေတောင်ရှင်လို့
မရနိုင်ပါဘူးလူသားတွေဟာစင့်ခေါ်တရဝါတွေကိုအနှိမ့်အလယ်လက်အမြင့်နဲ့ထိတ်တန်းဆိုပြီးအဆင့်၄ဆင့်ခွဲခြားထားကြပြီးစံတက်မှတ်ချက်ကတော့မင်းတို့ရဲ့ပါရမီစွမ်းရည်ပဲဖြစ်ပါတယ် S အဆင့်ဆိုရင်အမြင့်ပိုင်းအဆင့်နဲ့ညီမျှပြီးဒါပဲ S အဆင့်ဆိုရင်တော့ထိတ်တန်းအဆင့်နဲ့ညီမျှပါတယ် Triple S အဆင့်စွမ်းရည်ရှိတဲ့စင့်ခေါ်တရဝါမျိုးကတော့ Gracia တနိုင်ငံလုံးမှာတကောင်မှမပေါ်ဘူးသေးပါဘူးမနက်ဖြန်ကောလိပ်စမ်းတက်ပွဲမှာဘလို့မိစ္ဆာတွေထွက်လာမလဲဆိုတာကိုကြည့်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Shadow ကိုခေါ်ပြီးကျွန်တော်အိမ်ကိုအနားယူဖို့ပြန်လာခဲ့ပါတယ်နောက်တနေ့မှာတော့ရေတွက်လို့မရနိုင်အောင်များပြားလာတဲ့စာမွေးပွဲဖြစ်ဆိုမဲ့သူတွေဟာဝင်းပြင်ကျဲကြီးထဲမှာစုဝေးနေကြပြီးဆရာ Mr. West ကဝင်းကပါတဲ့ဝင်မဲ့အသေးစိတ်အချက်လက်တွေကိုရှင်းပြနေပါတယ်ဒီနှစ်ကောလိပ်စမ်းသက်ပွဲမှာတော့ထိတ်တန်းအထက်တန်းကျောင်းအသီးသီးကကျောင်းသားတွေကိုတနေရာထဲမှာပေါင်းထည့်ထားတာဖြစ်လို့ PR တွေကအလွန်ကိုပြင်းထန်နေပါတယ်တစ်ချိန်ကယုံကြည်မှုတွေအပြည့်ရှိခဲ့တဲ့လီယန်ဟာအခုတော့စိုးရိမ်ပူပန်မှုတွေကြောင့်ချွေးတွေရွှဲနစ်နေပါပြီဤတန်မင်းတကယ်ပဲလာတော့လာလက်ရှော့လိုက်စမ်းပါကွာအဆက်ကွဲမဲ့အဖြစ်ကနေမင်းကိုမင်းကဲတင်လိုက်ပါစကပုံတစ်ခုရှိတယ်လေမင်းဘယ်တော့မှမရှင်ပြိုင်ဘူးဆိုရင်မင်းဘယ်တော့မှမရှုံးဘူးလို့ကိုဆက်ပြောနေလို့ရတယ်ဆိုတာလေအဲ့ဒီလိုပြောနေသူကတော့အာရုံပါသူ့ဘေးမှာတော့မော်ဆရာဝတ်စုံနဲ့တွေ့ရကြော်ရှင်းနေတဲ့ဝီလိုကရက်နေပြီးသူတို့နှစ်ယောက်ကတဖွဲ့တည်းဆိုတာထင်ရှားနေပါတယ်ကျွန်တော်ကတော့အနောက်ရှက်အဖြစ်မခံနိုင်ပါဘူးခေါင်းလောင်းတန်ထွက်ပေါ်လာတာနဲ့တပြိုင်နက်ကြေးဝတကားကြီးလေးချက်ဟာတစ်ချိန်နဲ့ပွင့်ဟသွားပြအကွဲကြောင်းတွေကြားထဲကနေအေးဆက်ဆက်တစီတရေလေလိုင်းတွေတိုးထွက်လာပါတော့တယ်တုံဆိုင်မနေပဲចောင်းသားတွေဟာသူတို့အတွက်တတ်မှတ်ပေးထားတဲ့ဝင်းကပါတွေကိုစစ်ဆေးကြည့်ကြပါတော့တယ်ငါတို့တော့သွားပြီးကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကကြာရှုံးမှုနှုန်းအမြင့်ဆုံးဝင်းကပါတွေတဲကတစ်ခုဖြစ်တဲ့ဘုံဘယ်ရီရဲ့တောအုပ်ကိုရထားတဲ့ဝင်းကပါအားလုံးကအခက်ခဲချင်းတူတူပါပဲဘာတွေကြွားစရာရှိလို့လဲတတိယမြောက်ကျောင်းကတော့ဘာမှညှဉ်းညူမှမဟုတ်ဘူးလေသူတို့ကပိုလွယ်တာကိုရထားတာကိုဒါကိုကြားတော့ဆရာ Mr. West ကသူ့နောက်ကကျောင်းသားတွေဘက်ကိုချက်ချင်းလှည့်လာပြီးဘုံဘယ်ရီရဲ့တောအုပ်မှာရှုပ်ထွေးတဲ့မြေမျက်နှာတွင်မြင်တဲ့အလွန်ထူထပ်တဲ့ခြုံပုတ်တွေရှိတယ်မင်းတို့ခြုံခိုတိုက်ခိုက်ခံရမှာကိုလုံးဝသတိထားရမယ်ပတ်ဝန်းကျင်အရာအားလုံးကိုအမြဲတတိနဲ့နေချလို့ပြောလိုက်ပါတယ်အဲ့ဒီနောက် Mr. West ကလက်ပတ်နာရီနဲ့တူတဲ့အရာတစ်ခုကိုထုတ်ယူလိုက်ပါတယ်ဒါကအင်ဂျင်နီယာတွေဖန်တီးထားတဲ့မှတ်တမ်းတင်ဆက်ပဲသူကဝင်းကပါတဲ့ကမင်းတို့ရဲ့အမှတ်တွေကိုငါတို့စီပြန်ပို့ပေးလိုက်မယ်နောက်ထပ်ခေါင်းလောင်းတန်တစ်ခုထွက်ပေါ်လာပြီးကောလိပ်စမ်းသက်ပွဲကိုတရားဝင်စတင်လိုက်ပါပြီအဖြူရောင်တန်ချက်ကဝတ်စုံနဲ့ရေခဲပြရောင်သပင်ရှည်တွေပိုင်ဆိုင်ထားတဲ့အလွန်လှပတဲ့မိန်းကလေးတစ်ယောက်ဟာဝင်းကပါတဲ့ကိုပထမဆုံးဝင်ရောက်သွားပါတယ်အဲ့ဒါကတော့တတိယမြောက်ကျောင်းကခရစ်စတယ်ဖြစ်ပြီးသူမကတယောက်တည်းဝင်သွားတာပါအဖွဲ့ထဲမှာလူများလေးအမတ်လျှော့ခံရလေးပါပဲတကယ်ရည်ချင်းရှိတဲ့သူတွေကတယောက်တည်းပဲသွားကြတာပါကွင်းပြင်ပက်လက်မှာထိုင်နေကြတဲ့ကျောင်းသားငယ်တွေဟာစိတ်လှုပ်ရှားစွာနဲ့စူညံနေကြပါတယ်ကျွန်တော်လည်းစိတ်ဆန္ဒလေးတစ်ခုနဲ့ဝင်ကပါကိုချိတ်ဆက်လိုက်တော့အဖြူရောင်လင်းတန်းကကျွန်တော်တယောက်တည်းကိုလွှမ်းခြုံသွားပါတယ်ကျွန်တော်လည်းတယောက်တည်းသွားမှာပါကျောင်းသားအားလုံးဝင်ကပါတယ်ရောက်သွားတဲ့အခါအဆင့်20ရှိတဲ့လူလက်ပိုင်းရွယ်အမျိုးသားတယောက်ကလက်ကိုဝေ့ရမ်းလိုက်တော့ရေစခရင်၄ခုကလင်းလက်လာပါတယ်အဲ့ဒီအချိန်မှာပဲအဖြူရောင်လင်းတန်းတစ်ခုလင်းလက်သွားပြီးကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကကျောင်းသားတယောက်ဝင်ကပါတယ်ကနေကိုယ်သဘောနဲ့ကိုထွက်လာခဲ့ပါတယ်ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကဆရာတွေဟာအချင်းချင်းကြည့်လိုက်ကြပြီးလောင်ပြောင်တဲ့အကြည့်တွေကိုခန်းစားနေရတဲ့အတွက်တအားလုံးခေါင်းငုံကတိတ်ဆိတ်သွားကြပါတယ်။တောင်းအုပ်ကြီးမေဆန်ရဲ့မျက်နှာကမှောင်မိုက်သွားပြီးရေစခရင်ကိုစကားတခုမှမဟာပဲစိုက်ကြည့်နေပါတယ်။အဲ့ဒီနောက်ဖြည်းဖြည်းချင်းပြောင်းလဲနေတဲ့မျက်နှာပြင်ပေါ်မှာလူငယ်တယောက်တည်းပေါ်လာပြီးသူ့ပတ်ဝန်းကျင်ကထူထပ်တဲ့တောအုပ်ကြီးကိုစူးစမ်းကြည့်နေပါတယ်။တောင်းအုပ်ကြီးမေဆန်ကအံ့အားသင့်သွားပြီးကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကမနေ့ကလုပ်တဲ့တန်းစားနိုးထချင်းပွဲမှာဒီလောက်အရေးချင်းရှိတဲ့ကျောင်းသားတယောက်ကိုမွေးထုတ်ပေးနိုင်ခဲ့တာလားလို့ချက်ချင်းမေးလိုက်ပါတယ်။ဒါကိုကြားတဲ့ဆရာ Mr. West ကဘလို့ပြန်ဖြေရမှန်းမသိဖြစ်နေပါတယ်။ကျွန်တော်ဟာတာမန်စင့်ခေါ်သူတယောက်သာဖြစ်တယ်ဆိုတာကိုသူကအတိဆုံးဖြစ်နေလို့ပါပဲတစ်ချိန်တည်းမှာပဲဝင်းကပါထဲမှာတော့ခဏတာခေါင်းမူးသွားပြီးနောက်ကျွန်တော်ချက်ချင်းသတိပြန်လဲလာပြီးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်ပါတယ်ရုတ်တရက်အရာတစ်ခုကခက်လုံးလုံးအတန်မြည်ပြီးကျလာပါတယ်တခဏလေးတောင်တုတ်ဆိုင်မနေပဲကျွန်တော်ဘဲဘက်လက်ကိုစုပ်ကင်လိုက်တော့မီတာဝက်လောက်ရှည်တဲ့မော်တုတ်ကောက်တစ်ခုကလက်ဖွားထဲမှာရုပ်လုံးပေါ်လာပါတယ်စီပိုင်းလောက်တုတ်တဲ့အစိမ်းရင်ရောင်တန်ကောင်ကြီးတစ်ကောင်ကအပေါ်ကနေခုန်ဆင်းလာပြီးကြောက်မက်ဖွယ်ကောင်းတဲ့အဆွဲရမ်းတွေကိုပြသဖို့ခေါင်းကြီးကထပ်ပိုင်းကွဲဟာသွားပါတယ်ကျွန်တော်မော်တုတ်ကောက်ကိုစုပ်ကင်လိုက်တော့တုတ်ကောက်ထိတ်ကနေအဖြူရောင်လင်းတန်းတစ်ခုထွက်ပေါ်လာပြီးတန်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုဓာတ်ရိုက်ထိုးဖောက်သွားပါတယ်တန်ရှင်းတက်ရက်စွာနှစ်ပိုင်းပြတ်သွားပြီးကျိုးပြတ်သွားတဲ့စွန်တကောင်လိုမြေပြင်ပေါ်ကိုပြုတ်ကျသွားပါတော့တယ်အစိတ်ဆွဲတန်ကောင်တစ်ကောင်ကိုတက်ဖြတ်ပြီးပါပြီးအတွေ့အကြုံရမှတ်9မှတ်ရရှိပါသည်တစ်ချိန်တည်းမှာပဲလက်ကောက်ဝတ်မှာရှိတဲ့ကရိယာလေးကလင်းလက်သွားပြီးအမှတ်15မှတ်တိုးလာပါတယ်အပြင်ဘက်မှာတော့အားလုံးကအံ့အားသင့်နေကြပါတယ်သူကစင့်ခေါ်သူမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီတုတ်ပြန်မှုနဲ့အမြန်နှုံးကလင်မြန်မှုအမှတ်မြင့်မားတဲ့သူတွေပဲလုံနိုင်တာလေမစ္စတာဝက်စ်လည်းကြောင်တောင်တောင်ဖြစ်နေပါတယ်အရင်ကတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေမှာကျွန်တော်ကောင်းကောင်းလုပ်နိုင်တာကိုသူမြင်ဘူးပေမဲ့အခုလောက်ထိကောင်းတာမျိုးတစ်ခါမှမမြင်ဘူးပါဘူးတန်ကောင်ကြီးကိုတက်ပြီးနောက်တောအုပ်ထဲကိုကျွန်တော်ပို့ပြီးလက်နဲ့ရှိုင်းဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြောက်မက်ဖွယ်ကောင်းတဲ့ဆူဆူဝါဝါအော်တန်တွေထွက်ပေါ်လာပြီးအစိမ်းရောင်အသားရည်နဲ့အယုတ်ဆိုးဆိုးပတူတူတရဝတွေပေါ်လာပါတယ်။အဲ့ဒါဂေါဘလင်တွေမှန်းကျွန်တော်ချက်ချင်းသိလိုက်ပါတယ်။ပြဋ္ဌာန်းစာအုပ်တွေထဲမှာတော့သူတို့ကိုရန်လိုတက်ပြီးအယူမှုမျိုးပွားတကအစားအစာပြက်လက်သွားရင်ကို့မျိုးကိုပြန်စားတတ်တဲ့မိစ္ဆာတွေဖြစ်ဖော်ပြထားပါတယ်။ကျွန်တော်မှန်းကြည့်လိုက်တာအကောင်50 60လောက်ရှိပါတယ်။ဒီလောက်အများကြီးကတပြိုင်နက်တည်းဝိုင်းလာရင်တော့ကျွန်တော်တေချာပေါက်ပြီးသွားမှာပါပဲ။ဒါကြောင့်ကျွန်တော်
စိတ်ထဲကနေရှဲတို့ကိုဆင့်ခေါ်လိုက်ပါတယ်အဖြူရောင်လင်းတန်းလင်းလက်သွားပြီးခြောက်ချားဖွယ်ရာဝန်ပလွေဟိမ့်တန်ရှိကြီးကတောအုပ်တခွင်ပဲ့တင်ထက်သွားပါတယ်ရှဲတို့ရဲ့အေးဆက်ဆက်ဒေါင်းလိုက်မျက်လုံးတွေကပြေးဝင်လာပြီးအဆွဲတွေဖြဲပြနေတဲ့ဂေါဘလင်တွေကိုစိုက်ကြည့်လိုက်ကသူ့ရဲ့ခြေလက်တွေကခွန်အားတွေပေါက်ကွဲထွက်လာပြီးအမြောက်ဆန်တစ်ခုလိုရှေ့ကိုပြေးထွက်သွားပါတယ်ခေါင်းဆောင်ဂေါဘလင်ရဲ့ဦးကောင်းခွန်ဟာချက်ချင်းပဲတဆစီကြေးမွသွားပြီးခန္ဓာကိုယ်ကြီးဟာအရှိန်အဟုန်ပြင်းစွာနဲ့နောက်ကိုလွင့်စင်သွားပါတော့တယ်ဘေးတစ်ဖက်တစ်ချက်စီကဂေါဘလင်တွေကအော်ဟစ်ကသူတို့ရဲ့လက်နက်တွေကိုအားကုန်ရဲချလိုက်ကြပါတယ်အဖူးထစ်တွေပါတဲ့အယိုးလက်နက်တွေဟာရှဲတို့ရဲ့ကြောကုံကိုရိုက်မိပေမဲ့ကျဲလောင်တဲ့အကွဲတန်တဲ့အတူနှစ်ပိုင်းကျိုးထွက်သွားပါတယ်ရှဲတို့ကဂေါဘလင်တကောင်ရဲ့ခေါင်းကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့ဦးကောင်းခွန်ကြီးပောက်ကွဲထွက်သွားပါတယ်ရှဲတို့ကကာကွယ်မှုအလုံးကိုဖယ်ရှားလိုက်ပြီးသူတို့မရှိတဲ့အလားအလုံးကိုအကျမ်းပါတန်းတက်ဖြတ်ပစ်လိုက်ပါတယ်ညံရင်နှိမ်ပါတဲ့ဂေါဘလင်တွေတောင်မှစစ်မှန်တဲ့တဘာဝအလျောက်ကြောက်ရွံ့မှုကိုခံစားလိုက်ရပြီးတိုက်ခိုက်တာကိုရက်တန့်ကထိတ်လန့်တကြားထွက်ပြေးကြပါတော့တယ်မင်းတို့ရောက်လာမှတော့တကောင်မှပြန်မထွက်တော့အားရဘူးထွက်ပြေးနေတဲ့အကောင်လေးစီကိုရှဲတို့ကိုလွတ်လိုက်ပြီးအနီးဆုံးဂေါဘလင်စီကိုတော့ကျွန်တော်ကိုယ်တိုင်ပြေးဝင်သွားလိုက်ပါတယ်ဒီရက်ဆက်ကြမ်းကြုတ်တဲ့ပြကွင်းပြကွက်ကိုကြည့်ပြီးအပြင်ဘက်ကလူအုပ်ကြီးဟာအုပ်အော်တောင်းနှင်းဖြစ်သွားပါတယ်ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းမှာဒီလောက်အယူမှုဖြစ်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရှိနေတာလားစင့်ခေါ်တရဝါကိုခဏမိထားလိုက်သူကိုယ်တိုင်ကဘလို့လို့ဒီလောက်တမ်းမာနေရတာလဲသူကလူလိမ်ဖြစ်ရမယ်ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းရဲ့ပွဲကြည့်စင်မှာတော့ပထမနှစ်နဲ့ဒုတိယနှစ်ကျောင်းသားတွေဟာစိတ်လှုပ်ရှားမှုတွေနဲ့ပောက်ကွဲထွက်မတက်ဖြစ်နေပါတယ်လွန်ခဲ့တဲ့10မိနစ်ကျော်လောက်ကကျွန်တော်ဂေါဘလင်တွေနဲ့တွေ့တာကိုမြင်လိုက်ရတဲ့အချိန်မှာလူတိုင်းနီးပါးကကျွန်တော်တို့ပြီးပြီလို့ထင်ခဲ့ကြတာပါအခုတော့ကျွန်တော်ကတရဝါတကောင်တည်းနဲ့ဂေါဘလင်အုပ်စုကြီးကိုတက်ဖြတ်နေပါပြီဒါကိုကြည့်ပြီးကျောင်းအုပ်ကြီးမေဆန်ကတော့ပျော်ရွှင်မှုတွေနဲ့မျက်နှာကြီးလင်းလက်နေပါတယ်ဒီလောက်မြန်မြန်ဒီအဆင့်ကိုရောက်ဖို့ဆိုတာအနည်းဆုံးတော့ဒီအဆင့်စွမ်းရည်နဲ့ကြီးထွားလာနိုင်တဲ့အမျိုးအစားဖြစ်ရမယ်အလားအလာကအမြင့်ပိုင်းအဆင့်စင့်ခေါ်တရဝါတွေနဲ့တောင်ရှင်းနိုင်တဲ့ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကကျောင်းကိုဥဆောင်နိုင်မဲ့ပါရမီရှင်တယောက်ကိုနောက်ဆုံးတော့မွေးထုတ်နိုင်ခဲ့ပြီလားသူကချက်ချင်းလှည့်မိလိုက်ပါတယ်အခုအီတန်ရဲ့အမှတ်ကဘလောက်လဲမှတ်တမ်းတင်ဆက်အရသူကအမှတ်960နဲ့ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းမှာအဆင့်တနေရာမှာရှိနေပါတယ်ဒါပေမဲ့တတိယမြောက်ကျောင်းကခရစ်စတယ်ကပိုပြီးကြောက်စရာကောင်းနေပါတယ်သူမရဲ့အမှတ်က830နဲ့တခြားသူတွေထက်အများကြီးတာလွန်နေတာပါဒါကိုကြားတော့ကျောင်းအုပ်ကြီးမေဆန်နဲ့တခြားဆရာတွေအားလုံးတက်ပြင်းချလိုက်ကြပါတယ်ဝင်ကပါထဲဝင်တာမိနစ်20တောင်မပြည့်သေးပေမဲ့အဲ့ဒီအမှတ်ကပြည်နယ်အဆင့်ထိပ်ဆုံးမှတ်စရင်းတွေကိုဝင်နေပြီဖြစ်ပါတယ်ဝင်းကပါထဲမှာတော့ဂေါဘလင်အလောင်းတိုင်းကနေအလင်းဘောလုံးလေးတွေထွက်ပေါ်လာပြီးကျွန်တော်စီကိုစီးဆင်းလာပါတယ်ကျွန်တော်အဆင့်ကနှစ်ကိုရောက်သွားပြီးဝိညာဉ်စွမ်းအင်က9မှတ်တက်လာပါတယ်အဲ့ဒါကတာမန်တန်းစားတစ်ခုရဲ့အားနည်းချက်ပါပဲကျွန်တော်ဆက်ပြီးအဆင့်တက်နေရင်တောင်မှနောက်ပိုင်းမှာကွာဟချက်ကပိုကြီးလာပြီးနောက်ဆုံးမှာတော့ဘလို့မှကူးဖြတ်လို့မရနိုင်တဲ့6ကမ်းပါကြီးဖြစ်သွားမှာပါဒါပေမဲ့ရှဲတို့ကကျွန်တော်စီကိုပြန်လဲစီးဆင်းစေတဲ့စွမ်းအင်တွေကတဆင့်ဒီကွာဟချက်ကိုကျွန်တော်ပိတ်ပစ်နိုင်ပါတယ်ကျွန်တော်ရဲ့အမှတ်တွေကအရေးချင်းပြည့်မီတဲ့မြင်းကိုကျော်လွန်သွားပြီဖြစ်လို့အကယ်ဒမီဝင်ခွင့်ရဖို့ဆိုတာတေချာသွားပါပြီဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကဒီထက်အများကြီးပိုပါတယ်အခုချိန်မှာတော့ရှဲတို့ကဂေါဘလင်လောင်းတွေကိုဝါးစားနေပါတယ်ရှဲတို့သွားကြဆိုအမဲလိုက်ပွဲကအခုမှစတာဂေါဘလင်တွေဆိုတာအုပ်စုလိုက်နေတတ်တဲ့တရဝါတွေပါစစ်တီအဖွဲ့တစ်ဖွဲ့ဒီနေရာမှာရှိနေပြီဆိုကြတဲ့ကအနီးအနားမှာနောက်ထပ်ရှိနေရပါမယ်10မိနစ်လောက်ကြာတဲ့အထိမိစ္ဆာတကောင်မှမတွေ့ရတာကကျွန်တော်ရဲ့တန်တရားကိုပိုပြီးတေချာသွားစေပါတယ်သူတို့ကဒါကိုဝင်းကဘာလို့ခေါ်ပေမဲ့တကယ်တော့ထူးခြားတဲ့တီးတန့်ကဘာငယ်လေးတစ်ခုနဲ့ပို့တူပါတယ်တွင်းထဲမှာရှိတဲ့အရာအလုံးကသူ့လိုပြန်ပေါ်မလာပါဘူးအပြင်ကတကယ်ကဘာကြီးလိုပဲတဘာဝနိယာမတွေအတိုင်းလဲပတ်နေတာပါရုတ်တရက်အယိုးလန်တချို့ကလေထဲကိုပြန်တန်းလာပြီးကောဘလင်တွေကအရက်မျက်နှာအနှံ့ပြားကနေအော်ဟစ်ကလက်နက်တွေကင်ဆောင်ရင်းပြေးဝင်လာကြပါတယ်ကျွန်တော်မျက်နှာပေါ်မှာအကြောက်တရားအရေးအယောင်လေးတစ်စက်မှမပေါ်ပါဘူးကျွန်တော်မော်တုတ်ကောက်ကဓာတ်ပုံစံကိုပြောင်းလဲသွားပြီးမျက်စိတမိတ်တွင်းမှာပဲဂေါဘလင်တကောင်ရဲ့ခေါင်းကိုဖျက်ပစ်လိုက်ပါတယ်တရားလင်းရသွားတယ်လို့မျိုးအာယုံစုစိုက်ထားပြီးဒီပြောညက်တဲ့တရဝါလေးတွေကိုကျွန်တော်ဆွဲဖျက်ပစ်လိုက်ပါတယ်ရှောင်းတိတ်မှုတိုင်းဓာတ်လွှဲချက်တိုင်းကတိကျသေးချာနေပြီးအသက်တစ်ချောင်းကိုနှုတ်ယူသွားပါတယ်ဒီအချိန်မှာကျွန်တော်ဟာလေထဲကလက်ပြလေးတစ်ကောင်လိုကခုန်နေပြီးတေမင်းရဲ့တစင်းအဖြစ်ပုံသွင်းထားတဲ့အတောင်ပံတွေနဲ့ပါပဲတိုက်ခိုက်မှုကအရန်ကိုကြောရှင်းလွန်းလာတာကြောင့်အမှုပညာတစ်ခုလိုတောင်ဖြစ်နေပြီးအပြင်ဘက်ကပွဲကြီးပရိသတ်တွေကလည်းရင်ခုန်စိတ်လှုပ်ရှားစွာနဲ့အော်ဟစ်နေကြပါတယ်ကလောက်ဟေပင်ဒုတိယမြောက်ကျောင်းကဆရာတွေရောကျောင်းသားတွေပါအထက်အောက်အားလုံးဝမ်းသာပျော်ရွှင်စွာနဲ့လင်းလက်နေကြပါတယ်သူ့ရဲ့တိုက်ခိုက်ရေးနည်းစနစ်ကမယုံနိုင်စရာပဲသူဒါကိုအလေးနဲ့ထားပြီးလေ့ကျင့်ထားတာတေချာတယ်ပြီးတော့သူ့ရဲ့ဓာတ်ရည်ကပိုတောင်ကောင်းသေးတဲ့ခုတ်ချက်တိုင်းကလက်ချောင်းကိုတိတိကျကျဖြတ်သွားတာ1မီလီမီတာတောင်မလွဲဘူးအခုချိန်မှာတော့သူတို့ကတခြားဘသူ့ကိုမှမကြည့်တော့ပါဘူးမျက်လုံးတိုင်းကကျွန်တော်စီကိုပဲအာယုံဆိုင်နေပြီးမျက်တောင်မခတ်တန်းကြည့်နေကြပါတယ်မစ္စတာဝက်စ်ရဲ့နှက်ခမ်းတွေတုံရင်နေပါတယ်အထက်တန်းကျောင်း3နှစ်တာကာလအတွင်းမှာတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေလုပ်တုန်းကကျွန်တော်ဓာတ်ကင်တာကိုသူတခါမှမမျှမြင်ဘူးခဲ့ပါဘူးဒီကောင်လေးကအရန်ကိုကောင်းကောင်းဖုံးကွယ်ထားတာပဲသတင်းဆိုပဲအဲ့ဓာတွေကအဆင့်6ရှိတဲ့ယူသွတ်ဂေါဘလင်တွေဖြစ်ပြီး73ကောင်တောင်ကြံသေးတယ်အီတန်တော့ဒုက္ခရောက်ပြီးနေဦးမီဂေါဘလင်တွေနဲ့ရေခဲဂေါဘလင်တွေလည်းရှိသေးတယ်ဂေါဘလင်အတိုက်ကိုတယောက်တည်းဝင်စီးတာကအရန်ကိုအန္တရာယ်များလွန်းတယ်ဆရာတိုင်းရဲ့ရင်ထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့ကျဉ်ကျက်လာပါတယ်
ဒီဂေါဘလင်အစ်စ်တွေပေါ်လာတာနဲ့တပြိုင်နက်ကျန်တဲ့ဂေါဘလင်တွေကလည်းသူတို့ရဲ့ကြောရိုးကိုရှာတွေ့သွားတယ်လို့မျိုးမျက်ကန်းတိုက်ခိုက်တာကိုရပ်တန့်လိုက်ကြပါတယ်။မီဂေါဘလင်တွေကမနန်ရွတ်ဆိုလိုက်တဲ့အခါလက်သီးဆုပ်အရွယ်စားရှိတဲ့မီးလုံးတွေဖြစ်ပေါ်လာပြီးကျွန်တော်စီကိုတပြိုင်နက်တည်းပစ်လွတ်လိုက်ပါတယ်။ကျွန်တော်မီးလုံးတွေကိုတစ်လုံးပြီးတစ်လုံးရှောင်တိန်နေချိန်မှာတခြားဂေါဘလင်တွေကအခွင့်အရေးကိုယူပြီးကျွန်တော်စီကိုခုံဝင်လာကြပါတယ်။ပြန်တန်းလာတဲ့အယိုးလန့်တစ်ချောင်းကိုရှောင်ဖို့ကျွန်းတော့ခေါင်းကိုအနှဲငယ်ဆောင်းလိုက်ပြီးဂေါဘလင်ရဲ့လေပင်ကိုလက်နဲ့ဖမ်းဆုပ်ကလာနေတဲ့မီးလုံးရဲ့လမ်းကြောင်းထဲကိုပြစ်သွင်းလိုက်ပါတယ်။တောက်ပါတဲ့မီးတောက်တွေပောက်ကွဲထွက်လာပြီးဂေါဘလင်ရဲ့ခန္ဓာကိုယ်ကိုမျက်စိတမိတ်တွင်းမှာပဲမျိုးချသွားပါတယ်။ကျွန်တော်ကလူသားအမြောက်ကြီးလိုစက်ရုပ်ကိုဆက်လက်ကပြနေပြီးဂေါဘလင်တွေကိုအမြောက်ဆန်တွေလိုမျိုးမီးဂေါဘလင်တွေစီကိုပြစ်လွတ်နေလိုက်ပါတယ်။တရားရည်မင်းအဲ့ဒီလိုလုပ်လို့ရတာလားအပြင်ဘက်ကကြည့်နေတဲ့ចောင်းသားတိုင်းအံ့အားသင့်နေကြပြီးမစ္စတာဝက်စ်ကလည်းကြောင်တောင်တောင်နဲ့စိုက်ကြည့်နေပါတယ်။သူအဲ့ဒီကွက်ကိုတခါမှမတင်ပေးဘူးဆိုတာသူတေချာသိနေလို့ပါပဲ။အခုဆိုရင်မီးဂေါဘလင်တွေခေါင်းမူပြီးဇဝေဇဝါဖြစ်ကုန်ပါပြီ။သူတို့မော်ပညာသုံးရင်ကိုယ့်အမျိုးကိုပြန်ထိမယ်မသုံးရင်လည်းတေးရမှာပါပဲ။သူတို့ကိုစက်ဝိုင်းပုံစံဆွဲခေါ်ပြီးနောက်မှာတော့ရှဲဒိုကနောက်ကျောကနေရောက်လာပြီးတကောင်ချင်းစီကိုကောက်ယူတက်ဖြတ်လိုက်ပါတယ်။ဂေါဘလင်ကောင်100ကျော်တဲကနေအနှဲငယ်ပဲအထီးကျန်စွာကြံရစ်ခဲ့ပြီးသူတို့မှထွက်ပြေးဖို့ကလွဲလို့ရွေးချယ်စရာမရှိတော့ပါဘူးဒီတခါတော့သူတို့ကိုကျွန်တော်အပြတ်မရှင်းတော့ပါဘူးသူတို့ရဲ့အတိုက်ကိုဓာတ်ရိုက်ဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတာကြောင့်သူတို့နောက်ကနေအေးအေးဆေးဆေးပဲလိုက်လာခဲ့ပါတယ်အသက်ရှင်ကြံရစ်တဲ့ဂေါဘလင်တွေနောက်ကနေလိုက်ရင်းဘူးတစ်ခုတည်းကိုရောက်သွားတဲ့အခါအပေါ်ကနေရန်တွေစီကနေပိန်နေပြီးအစိမ်းရောင်ရှိတဲ့ခန္ဓာကိုယ်တချို့ရုတ်တရက်ပြုတ်ကျလာပါတယ်ကျွန်တော်ရဲ့စုပ်ကင်မှုကတင်းကျပ်သွားပြီးလက်ထဲကဓာတ်ကတစ်ဖက်ထဲကိုပြက်ပြက်တသားခုတ်ပိုင်းလိုက်ပါတယ်ဂေါဘလင်တွေရဲ့ခေါင်းတွေနဲ့ခန္ဓာကိုယ်တွေဟာတိကျစီမြေပြင်ပေါ်ကိုကျသွားပြီးကျန်တဲ့နှစ်ကောင်ကတော့ရှဲတိုရဲ့ညဘက်လင်းလက်နေတဲ့မေးရိုးတွေကြားထဲကိုရောက်သွားပါတယ်ကျွတ်ခတ်နဲ့အတန်နဲ့အတူရှဲတိုကသူတို့ကိုအရသာခံပြီးမျိုးချလိုက်ပါတော့တယ်အဲ့ဒီနောက်လမ်းကွေ့မှာမရေမတွက်နိုင်တဲ့မီးရောင်တောက်တောက်တွေပေါ်လာပါတယ်ကျွန်တော်မျက်နှာအမူအရာပြောင်းလဲသွားပြီးအမြန်နောက်ဆုတ်လိုက်ပါတယ်ဘူးနေရန်တွေပေါ်မှာကြောက်မခွဲကောင်းတဲ့ပုံသဏ္ဍာန်တွေပြည့်နေနေပါတယ်မျက်နှာထားတင်းမာစွာနဲ့ရှဲဒိုးလို့ကျွန်တော်អော်လိုက်ပါတယ်ရှဲဒိုးရဲ့ခန္ဓာကိုယ်ဟာကြောက်ခမန်းလိလိအမြန်နှုံးနဲ့ကြီးထွားလာပါတယ်တိုက်တန်ပုံစံပါသူကရှေ့ကိုပြေးဝင်သွားပြီးလေထဲကဂေါဘလင်တွေကိုတိုက်ချလိုက်ပါတယ်ဝင်းရံနေတဲ့ဂေါဘလင်တွေဟာစုပ်ပြက်နေတဲ့အယုတ်တွေလိုလွင့်စင်သွားပြီးကြီးမားလာတဲ့လက်ဝါးရိုက်ချက်တစ်ခုကသူတို့ကိုသွေးတန်ရဲအတိုက်တွေအဖြစ်ခြေမောပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမြေကြီးကိုတုံလုံးစေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဟိန်းတန်ကြီးထွက်ပေါ်လာပါတယ်။ကြမ်းတမ်းတဲ့အမွှေးတွေနဲ့ပြည့်နေတဲ့လေပင်တုတ်တုတ်ဖောင်းကြွနေတဲ့ကြွက်သားတွေနဲ့အဆောက်အုံငယ်လေးတစ်ခုစားလောက်အရက်မြင့်တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာကြီးတစ်ကောင်ထွက်ပေါ်လာပြီးရှဲဒိုကိုဒေါသတကြီးစိုက်ကြည့်နေပါတယ်။ကျွန်တော်မျက်နှာကတင်းမာသွားပါတယ်။အဲ့ဒါ boss ပါပဲထရိုကြီးကခြေလန်းတလန်းလှမ်းပြီးပြေးဝင်လာတော့ခြေချလိုက်တိုင်းခုတစ်ခုလုံးတုန်ခါသွားပါတယ်။ရှဲဒိုကတော့အကြောက်တရားတဲ့ဆက်မမပြပဲတက်တက်ပြေးဝင်သွားပါတယ်သူ့ရဲ့လက်သေးတွေမှာအနက်ရောင်အလင်းတန်းတွေရစ်ပတ်နေပြီးထရိုကြီးကိုအရင်ဆုံးတိုက်ခိုက်လိုက်ကနက်ရှိုင်းတဲ့ဒဏ်ရာကြီးလေးခုကိုခြံရစ်ခဲ့ပါတယ်နာကျင်မှုကိုခံစားလိုက်ရတဲ့ထရိုကြီးဟာပိုပြီးပြင်းထန်တဲ့ဒေါသတွေပေါက်ကွဲထွက်လာပါတယ်မီတာဝက်လောက်ကျဲတဲ့သူ့ရဲ့လက်တွေကရှဲတိုးရဲ့ခေါင်းကိုဖမ်းဆုပ်ပြီးပြင်းပြင်းထန်ထန်စောင့်ချလိုက်ပါတယ်ရှဲတိုးရဲ့ခြေလက်တွေခွေရိုင်သွားပြီးပါးစပ်ထောင်းကနေသွေးတွေစိတ်ထွက်လာကနာကျင်စွာဥဟစ်လိုက်ပါတော့တယ်ရှဲဒိုဖိနှိပ်ခံထားရတာကိုမြင်တော့ကျွန်တော်ချက်ချင်းပဲအတန်းစားစွမ်းရည်ဖြစ်တဲ့စွမ်းအားမြင့်တင်ခြင်းကိုအသုံးပြုလိုက်ပြီးအခြေခံစွမ်းရည်အချက်လက်အားလုံးကိုရာခိုင်နှုန်း20တိုးမြင့်လိုက်ပါတယ်အဖြူရောင်အလင်းကျိုးလန်းလေးတွေကရှဲဒိုကိုရစ်ပတ်သွားပြီးချက်ချင်းပဲထရိုကြီးကိုမြေပြင်ပေါ်ကိုလှန်ချလိုက်ကအသားတုံးကိုတကိုက်ထဲနဲ့ဆွဲဖြဲပစ်လိုက်ပါတယ်ထရိုကြီးရဲ့မျက်လုံးတွေကသွေးရောင်လန်းသွားပြီးသူ့ရဲ့သွေးစာလောင်မှုစွမ်းရည်ကိုအသက်သွင်းလိုက်ပါတယ်သူတို့နှစ်ကောင်ဟာစက္ကန့်နဲ့အမျှပိုပြီးကြမ်းတမ်းလာတဲ့ရံပွဲထဲမှာလုံးထွေးနေကြပါတယ်။စွမ်းအားမြင့်တင်ခြင်းကိုဆက်လက်အသက်သွင်းထားသလိုပြန်လည်ကူစားခြင်းကိုလည်းအသုံးပြုနေတာကြောင့်စူညံတန်တွေကမီတာရာနဲ့ချီတဲ့အထိပြန့်နှံ့သွားပါတယ်။ boss ကိုတိုက်နေတဲ့အယူကဘသူလဲလူ3ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ဟာကူညီပေးပြီးနာမည်ကောင်းယူဖို့ရည်ရွယ်ချက်နဲ့ပြေးလာကြပါတယ်။ဒါပေမဲ့သူတို့ရောက်လာတဲ့အခါမှာတော့အံ့အားသင့်ပြီးရက်တန့်သွားကြပါတယ်။ဘာလို့လဲဆိုတော့ boss ကိုတိုက်နေတာဘယ်အဖွဲ့မှမဟုတ်ပဲကြွတယောက်တဲဖြစ်နေလို့ပါပဲ။အဲ့ဒီအချိန်မှာပဲကျွန်တော်လက်ထဲကဓာတ်နဲ့အသေးလဲတိုက်ခိုက်လိုက်တဲ့အတွက်ထရိုကြီးရဲ့တက်ဆောက်မှတ်ဟာသူ့ညကိုကြာသွားပါတော့တယ်အနီးနားကចောင်းသားဘသူကမှဝင်မနှောက်ယှက်ရဲကြပါဘူးလီယန်နဲ့ဝီလိုတို့လည်းအဲ့ဒီထဲမှာပါဝင်ပြီးနှစ်ယောက်စလုံးအံ့အားသင့်စွာနဲ့ရှေ့ကိုစိုက်ကြည့်နေကြပါတယ်သူတရက်ထဲနဲ့ဒီလိုဖြစ်သွားတာလားအဲ့ဒီနောက်လူ၄ယောက်ပါတဲ့နောက်ထပ်အဖွဲ့တစ်ဖွဲ့ရောက်လာပါတယ်အဲ့ဒါကဂုံထူးဆောင်အတန်းကရိုင်ယန်ပါငါတို့เจ้าမှာမင်းလိုမိစ္ဆာတကောင်ရှိနေမယ်လို့မထင်ထားဘူးမင်းရဲ့စင့်ခေါ်တတဝါကအတော်လေးဒဏ်ရာရထားတာပဲငါတို့ကိုကုသပေးစေချင်လားငါတို့စီမှာကုသမှုအပြည့်အဝပေးနိုင်တဲ့တန့်စင်သောမော်ဆရာတယောက်ရှိတယ်သူပြောပြတာနဲ့တပြိုင်နက်ရိုင်ယန်ဟာသူ့နောက်ကချစ်စရာကောင်းမလေးရဲ့ကန်နာကိုခံလိုက်ရပါတယ်ကျေးဇူးပဲသူတို့ပြန်ထွက်မှာကျွန်တော်လက်ကောက်ဝတ်ကအမတ်ကိုအမတ်မထင်မြင်သွားကြပါတယ်93,200အဲ့ဒီအချိန်မှာပဲဝီလိုကပါးပြင်တွေနီရဲလျက်ရှောက်လာပါတယ်သူမအနားကိုရောက်လာတာနဲ့တပြိုင်နက်ရှဲတိုးရဲ့သွေးရောင်မျက်လုံးတွေကသူမကိုအေးဆက်ဆက်စိုက်ကြည့်လိုက်ပါတယ်ဝီလိုဟာအေးခဲနေတဲ့တွင်းထဲကိုပြုတ်ကျသွားလို့ခံစားလိုက်ရပြီးခြေထောက်တွေခွေရိုင်သွားပါတယ်သူမရဲ့ချုံမြိန်နဲ့ထောင်ချောက်ထဲကိုပြန်ကျသွားမှာကိုကြောက်တဲ့အတွက်ကျွန်တော်သူမဘက်ကိုတော့လှည့်မကြည့်ပါဘူးရှဲတိုးကိုပုံမတန်မလာစေဖို့ဆက်လက်စားသုံးခွင့်ပေးရင်ကျွန်တော်ကူထဲကိုပြန်ဝင်လာခဲ့ပါတယ်ရှဲတိုးကမိစ္ဆာအားလုံးကိုအ
အပြက်ရှင်းပြီးသွားတဲ့အခါစွမ်းအင်ပိုးအိမ်တစ်ခုကသူ့ကိုရစ်ပတ်သွားပါတယ်ဒီစင်ကဲပြောင်းလဲမှုကပြီးခဲ့တဲ့သားရဲဘရင်အဆင့်ထက်တေချာပေါက်တာလုံးပါတယ်သူထွက်လာတဲ့အခါဘလို့တိုက်ခိုက်ရေးစွမ်းအားမျိုးရှိလာမလဲဆိုတာကိုကျွန်တော်သိချင်နေမိပါတယ်မကြခင်မှာပဲချွန်ထက်တဲ့လက်သေးတစ်စုံကပိုးအိမ်ကိုဆွဲဖြဲဖွင့်လိုက်ပါတယ်ရှယ်တို့ရဲ့အမွေးတွေကအပြာရင်ရောင်ကိုပြောင်းသွားပြီးမြင့်မြတ်ကအေးဆက်တဲ့ပုံပေါက်နေပါတယ်၆လန့်ချင်းနဲ့မီးတောက်ဆိုတဲ့စွမ်းရည်အသစ်တွေကိုရရှိလာပါတယ်ပြီးတော့သူ့ရဲ့ပါရမီစွမ်းရည်ကလည်းအဆင့်တစ်ဆင့်တက်သွားပြီးအဖက်ဖက်ကနေအလုံးစုံပြောင်းလဲသွားတာပါကောလိပ်စမ်းသက်ပွဲပြီးဆုံးဖို့တနာရီအလိုမှာတော့တခြားမိစ္ဆာခြေကုပ်စခန်းတွေကိုအမဲလိုက်ဖို့ရှယ်ဒိုကိုစီးပြီးကျွန်တော်ထွက်လာခဲ့ပါတယ်10မိနစ်အကြာမှာတော့ရှယ်ဒိုနဲ့ကျွန်တော်ဟာအဆင့်15ရှိတဲ့လိန်ရှက်တစ်ပင်ဘရင်လို့ခေါ်တဲ့နောက်ထပ် boss နယ်မြေတစ်ခုကိုရောက်ရှိလာပါတယ်အဲ့ဒီစီကိုကျွန်တော်ဥတီသွားနေတာကိုကြည့်ပြီးအပြင်ဘက်ကအကြောင်းအကြီးမေဆန်ကမျက်မှောင်ကျုပ်လိုက်ပါတယ်လိန်ရှက်တစ်ပင်ဘရင်ရဲ့တက်ဆောက်မတ်နဲ့တိုက်ခိုက်နိုင်စွမ်းကထရိုကြီးထက်2ဆကျော်ပိုများတယ်ဆိုတာကိုသူသိနေပြီးကျွန်တော်ကအဆင့်4ပဲရှိသေးတာပါဒီလောက်ကြီးမားတဲ့စွမ်းအားကွာဟချက်ကိုကျော်လွှားနိုင်ဖို့ဆိုတာနိုင်ငံတဝန်းလုံးမှာတန်ကနန်းတွေကတယောက်လောက်ပဲရှိနိုင်တာပါဝင်ကပ်ပါတယ်မှာတော့ရှုံးပွဲထူတဲ့မြေပြင်ပေါ်ကိုကျွန်တော်ခြေချလိုက်တာနဲ့တပြိုင်နက်သွေးရောင်မျက်လုံးတွေရှိတဲ့တစ်ပင်တွေဟာသူတို့ရဲ့ပင်စီတစ်လျှောက်ကြီးမားတဲ့ပါဆက်ကြီးတွေကိုဟာလိုက်ပြီးအမြင့်တွေနဲ့လမ်းလျှောက်ကတကိုင်းတွေနဲ့ကျွန်တော်ကိုထိုးနှက်လာကြပါတယ်ကျွန်တော်ကအကြောက်တရားတစ်စက်မှမပြပဲရှေ့ကိုပြလေးဝင်သွားကမော်တုတ်ကောက်ထဲကဓားကိုဆွဲထုတ်လိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲကျွန်တော်9ချိန်တိုင်လွှဲခုတ်လိုက်ပြီးအရိပ်တွေကြံရိတ်ခဲ့လောက်အောင်မြန်ဆန်လွန်းလာကြောင်းတကိုင်းတွေဟာပြတ်တောက်ကမြေပြင်ပေါ်ကိုကျသွားပါတယ်ကျွန်တော်အကြည့်တွေကအေးဆက်သွားပါတယ်တင်မြန်တဲ့ခြေလမ်း3လမ်းနဲ့တစ်ပင်မိတ်စာအနီးကိုကတ်သွားပြီးဓာတ်နဲ့ဟနေတဲ့ဗဆက်ကြီးတဲ့ကိုတက်တက်ထိုးသွင်းလိုက်ပါတယ်ဟနေတဲ့ဒဏ်ရာကြီးတဲ့ကနေတစ်ဆေးတွေတလာဟောစီးကျလာပြီးတစ်ပင်မိတ်စာရဲ့တက်ဆောက်မှတ်ဟာသူ့ညကိုကျသွားကမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်သူတို့အမျိုးတေဆုံးသွားတာကိုမြင်တော့ဝင်းရံနေတဲ့တစ်ပင်မိတ်စာတွေကဟိန်းဟောက်ပြီးအနားကိုကတ်လာကြပါတယ်အဲ့ဒီအချိန်မှာပဲရှယ်ဒိုကဒေါသတကြီးဟိန်းဟောက်လိုက်ပြီးအနီးဆုံးတစ်ပင်မိတ်စာကိုတစ်ချက်တည်းနဲ့ဆွဖျက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှောင်မိုက်နေတဲ့အနက်ရောင်မီးတောက်တွေကသူ့ကိုယ်ရင်းကနေပောက်ကွဲထွက်လာပြီးခန္ဓာကိုယ်အနှံ့ပြန့်နှံ့သွားကတခြားတစ်ပင်မိတ်ဆာတွေစီကိုကူးဆက်သွားပါတော့တယ်တစ်ပင်မိတ်ဆာတွေကစူးစူးဝါးဝါအော်ဟစ်ပြီးထိတ်လန့်တကြားလူးလိမ့်နေကြပါတယ်ဒါပေမဲ့သူတို့ဘလောက်ပဲရုန်းကန်နေပါစေမှောင်မိုက်နေတဲ့အနက်ရောင်မီးတောက်တွေကိုငြိမ်းသက်လို့မရနိုင်ပါဘူးအဲ့ဒီမီးတောက်တွေဟာသူတို့ရဲ့အသက်ဆွမ်းရင်ကိုဝါမျိုးရင်းတောင်ကျွမ်းနေတာပါကျွန်တော်ကိုယ်တိုင်လည်းအနှဲငယ်အံ့အားသင့်သွားပါတယ်ရှယ်ဒိုရဲ့မီးတောက်စွမ်းရည်ကတကယ်ကိုယူတုလောက်အောင်ပါပဲမကြခင်မှာပဲတစ်ပင်မိတ်ဆာတွေဟာအနက်ရောင်ရဲမီးထဲမှာပြအဖြစ်ပြောင်းလဲသွားပါတယ်။မှောင်မိုက်နေတဲ့အနက်ရောင်မီးတောက်တွေကရှယ်ဒိုရဲ့ခန္ဓာကိုယ်စီကိုပြန်ရောက်လာပါတယ်။ဒီမီးတောက်တွေကရှယ်ဒိုကိုအစားစားရတဲ့အဆင့်ကိုလုံးဝကြော်ဖြတ်စေပြီးစွမ်းရည်ကိုတိုက်ရိုက်ဆုပ်ယူခွင့်ပေးလိုက်တာပါပဲ။အချိန်တိုအတွင်းမှာတင်ရှယ်ဒိုနဲ့ကျွန်တော်ဟာအဆင့်တစ်ဆင့်ထက်တက်သွားပြီးကျွန်တော်အမှတ်တွေက9120အထိထိုးတက်သွားပါတယ်